တောင်းလို့တော်လို့ဆိုတော့ကျွန်တော်အိမ်ပဲပေါ်ဟာပြရန်တာပဲဒီဗလာတော့တိလားသူ့တိလားမြင်မှုတူလို့ပဲနော်တစ်တော့ဆက်လီလေကျွန်တော်တို့ဘိုးလိုမှုတ်တဲ့ချိန်က2ချိန်ရှိတယ်မူးတဲ့ချိန်နဲ့မောတဲ့ချိန်လာလို့လာတာနည်းနည်းစောသွားတာအမှမ6လပါတော့လာโอเคပဲဟုတ်တယ်နော်အားလုံးပဲမင်္ဂလာပါအခုကကျွန်တော်တို့ရဲ့ဒုတိယမြောက်နေ့ပါကျွန်တော်တို့ရဲ့ဒုတိယမြောက်နေ့ကိုအခုကနေ့လယ်လောက်တော့ထိုးနေထင်တယ်ပဲเนาะဆိုတော့ကျွန်တော်တို့အခုဖအံသွားမယ်ပေါ့အခုဖအံကိုဆက်ပြီးချီးတက်ပါမယ်ဖအံတောင်တက်ပါမယ်တောင်ဝိုင်းမှာရှိနေတဲ့ပေါ့ဖအံမှာရှိတဲ့တောင်တွေကိုတက်ပါအခုဖအံမြို့ထဲကိုစပြီးတော့ဝင်နေပါပြီမင်္ဂလာပါကျွန်တော်တို့အခုဖအံဂရင်းဟိုတယ်ဂရင်းဘဲလစ်ကိုရောက်ပါပြီကြီးကြီးချင်းနဲ့ဆိုတန်ထုံးနိုင်ဆိုတော့ကျွန်တော်တို့အခုခန်းကိုလိုက်ပြနေတာလိုက်နေတာပေါ့နော်ပြလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးရိုက်ပြပါမယ်အဲ့ဆိုက4နိုင်လာထိုးပေးမယ်တဲ့4နိုင်မှာမရောက်ဘူးဘောတော့လက်ရှိနေပြီပါအဲ့လေအားပဲမှာဆိုလို့အခုဆိုအခုရောက်ပါပြီကဲစတက်ပါတော့မယ်မဟုတ်တယ်ပါဝယ်အောင်မလားအပြည့်လေးပဲတော့ပေါ်စားရှိတယ်အမလာရှိတယ်ဗီတာမင် C ရှိတယ်ဟာကျေးဇူးတင်ပါတယ်လာလို့လာတာနည်းနည်းစောသွားတာအမှမ6လပါတော့လာโอเคပဲဟုတ်တယ်နော်မိုးတွင်းမှာ6လပါဆိုတကယ်အမှန်ကဘယ်လိုပြောမလဲ view လဲလှတယ်စိတ်သိမ့်လန်းလန်းလေးတော်တော်တဘာဝတယ်လည်းတအားလှတယ်ဟိုနည်းနည်းစောသွားတာကျွန်တော်တို့အခုတောင်ချေကိုရောက်နေပြီပေါ့နော်တောင်ချေကိုရောက်နေပြီဆိုတော့စတက်ပါတော့မယ်တောင်ပေါ်ရိုးရိုးမတက်ပါဘူးတောင်ပေါ်ပြေးတက်ပါမယ်အနောက်မှာကြောဖို့အိတ်တစ်လုံးပါပါတယ်ခုံးကြီးကြောင်းနဲ့မဟုတ်ဘူးလား Let's go ကျမ်းမြန်တဲ့စီတော့ဘယ်ဆက်ပြီးပါလဲဘယ်ဆက်ပြီးပြရမှာလဲဒီတောက်တက်တဲ့လမ်းကိုအင်ရှာလိုက်ကိုတက်ရပါဦး
အကျော်မလျှော့တော့ဘူးလားမစားနဲ့နော် không sai là mẹ bây giờ nếu mà con qua đi ra bộ đúng không mà sai sai လောင်းမရှိသေးဘူးအခုမှစားတတ်နေတာ cháu đủ tôi đi đây cái này đi được đi chả vào đây rồi đi chả ra rồi không có sợ đây bây giờ nó sẽ nói cho tôi đây tao mình gì mà ဟာတော်တော်လေးပါ kiểu quên đi đâu mà được ပါရှိရတယ် không xí đấy đi ra đi ra gọi đi đi lại thế nhảy đi vào đi đây မတက်တာကြာတော့သွားပြီ นี่ยัดดับบุญ ဟာတက်ဘူးတော့ဗော ဟာတခါမှမတက်ဘူးမင်းတို့တွေ့ကြုံကြည့်တယ်မပြောဘူးအဲ့နေညက်တယ် တောင်းလို့တော်လို့ဆိုတော့ကျွန်တော်အိမ်မယ် ကြီးကြီးပြောလာညနေပြောပါဘာလို့ဦးစင်ကိုချင် အိုးဒါကျွန်တော်တို့အပေါ်မရောက်သေးပါဘူးတော်တော်တက်လာတာစပိမြန် ဘာမှမကြဘူးနော် ပေါ်ဟာဘရက်ရန်တက်တာပဲ ဖိနေကြတော့ ဟုတ်တယ်ဟာဘရက်ရန်တက်နေပြီဟာကျွန်တော်တို့တော့ဒါ first time ပေါ့နော်ဒီတောင်ပိုင်းတောင်တက်တာဘာမှတော့ကြုံတခါမှမတက်ဘူးနော်ပြောချင်တာဆိုတော့ပေတောင်မဖြစ်ဒီလိုမျိုးအမှတ်တာသူခုလောက်တာပေးတာတို့ဒီလိုဇက်ဟိုမှာရှိတယ်ဇက်လောက်ထားပေးတယ်ဆိုလို့ရှိရင်ဒါတောင်တော့ပဲကျိုးပြီလို့ပြောချင်တဲ့အိပ်ပဲပေါ့နော်ဆိုတော့ဟာပရက်အရန်တက်နေပြီဆိုတော့ဟာကျွန်တော်တို့ပထမဦးဆုံးတောင်ချီကနေစတက်တော့ကနည်းနည်းလေးပြီးတက်လိုက်မိတာပေါ့နော်အဲ့ဒီအချိန်နဲ့ပါသွားတယ်ထင်တယ်ဟပ်ဘရက်ကရမ်းတောက်သွားတယ်ဆိုတော့ကျွန်တော်အခုမအိမသာဖြစ်နေတာပေါ့နော်အဲ့ဒါကြောင့်ထိုင်နာနေရတယ်ဆိုတော့ကျွန်တော်အရှိမအခုမြင်နေရလို့ပြိုးပြပါမယ်တော်တော် high နေပြီအပေါ်ကတော့ရောက်ပြီနော်ဟိုမှာတန်လီကားမြင်နေရပြီအပေါ်မှာရောက်ပြီပေါ့နော်ကဲဒီပေါ်ဆိုအဲ့ကိုဆိုရောက်ပြီပေါ့နော်တူးကြောင်တုံးနေအောက်မကြည့်ရဲဘူးအမြင့်မကြောက်ပါဘူးဆိုတဲ့လူတော့အောက်မကြည့်ရဲဘူးရောက်တော့မယ် come on let's get it woo oh
Come on. I can do it. ဘာလဲဘူးလူတွေပါပုတ်တော့ ကျွန်တော်တို့ဘိုးလိုမှုတ်တဲ့ချိန်က2ချိန်ရှိတယ်မူးတဲ့ချိန်နဲ့မောတဲ့ချိန်ဒါတူးတူးနေဒီကရောက်ချင်းဖျားရှိခိုးရပါမယ်ခဏတော့ဒီမှာတော့အတောက်မနဲ့လူရှူနေရတယ်ခုံချော ဟုတ်ကဲ့ကျွန်တော်တို့တောင်ပေါ်တော့ရောက်သွားပြီပေါ့နော်တောင်ပေါ်ရောက်ပြီးတော့အခုဓာတ်ပုံရိုက်နေရတာပေါ့နော်ဒါတော့ပြေးတက်တာဒီကနေပြီးတော့ဟိုက်သွားတယ်ဒီဗလာသားကိုသိလားသူ့ကိုသိလားမြင်မှုလို့မြင်ဘူးလို့ပဲနော် TikTok ဆက်လေးလေဟုတ်တယ် outfit တွေပါဖြုတ်တယ်လေအော်အဲ့လိုလိုက်မတက်တော့မှတွေ့တော့တွေ့ဟောများဆယ်လေးလေးမောတယ်ဟုတ်တယ်ခက်ဒီကပြေးတယ်လားဟိုကတော့စက္ကန့်30လောက်ဟိုဘယ်လိုမရတော့ဘယ်နှမိနစ်ကြာလဲတက်လာတာနိုင်ပါဒီကွဲနေတက်လာနိုင်အထက်မြင်ကျွန်တော်တို့လည်းနိုင်ပါပဲ45မိနစ်ပါညာနဲ့ဟုတ်ကြောက်တော့လူကြီးပဲကြောက်ကြာရော၄ကွဲတက်တယ်ခု9:20ရှိကျွန်တော်ရောက်တော့ဘယ်လောက်ပပေးရလဲ7မိနစ်ရှိကျွန်တော်7မိနစ်ပြောတယ်မှာ7မိနစ်အိုးလိုက်တင်ကတော်တော် share သွားပြီနော်နေရိပ်ပဲယူလေကြည့်ကိုယ်နဲ့စောပို့ရဆိုနေပူတော့ပို့ရဆိုဒီကတိပဲဒီပါဟုတ်တယ်မောလို့ပြောတာကိုရောက်ချင်းလို့နေဘူးဟိုဝကြရတဆိုးရရှယ်နေမွေးအဲ့ဒီအလံမှာတော့ကင်လိုက်လေသူတော့ကင်လိုက်ပဲအေးဒီတော့လေထိုင်နေမှာအဲ့လေတောင်ထိပ်တော့ရောက်ပါပြီဟူး将爱麻木，可突然回想起了全部。我对你有好奇，细致弥补，所有的纪念日记得清楚，庸人自扰的束缚，让眉眼。为什么都要这么的？好了，我们也别来了，玩手嘞。同意的了。三个亿。那都是干面的，我们这样面的，为什么都要找我嘞？是被俺妹的哟，妹的，妹的，你去不那边没？你去多少边？那没变吧的，哎，没错了，没错了，这背呀。我对你有了这细致弥补，眼泪偶尔会莫名的光顾，所以会忙忙碌碌，将爱麻木，可突然回想起了全部。哎，就这样，我这边也是蛮厉害的。那为什么我的身体掉了？OK，thank you。နောက်တော့မယ်လမ်းမှာတွေ့လို့ခေါ်ပေါ့အဲ့ဒီမယ်နောက်ရမင်းရလည်းကောက်မယ်ဟုတ်လားအခုအတွေ့အကြုံဝင်နေမယ်ဟုတ်ကဲ့ဒီနေတိုင်းကြီးဖိနာရေးပဲလားရဖိနာရေးဘယ်ချတော့အမောလေး
ဆိုပြန်ဆင်းနေပါပြီခင်ဗျဒူးတော့ပန်းတယ်နော် လန့်လိုက်တာ ဒီတစ်ချက်ချိုလို့ကတော့ ပြီးသွားမယ်အေးဟေးမနှောင်းနဲ့လေ ရှေ့ကတော့ကျွန်တော်တို့ဒီဘိုးတဲ့နိုင်ဟုတ်တယ် 9ကလပ်နော် ဟုတ်တယ်နိုင်လို့ဝေးကလ 9လောက်ဝေးကလပ်ကပါကျွန်တော်ဒါဆုံးတာဖြည်းဖြည်းနဲ့ပါ ကိုညီကိုတွေလာဆုံးတာဒီမှာဒါအနောက်ကကျွန်တော်တို့ရဲ့ idol အိုက်တော့တဲ့ idol model လာပါ influencer tiktoker ဟုတ်လား ဆုံးဝိုင်း ဆိုပါ โอเคပါ okay အခုလို့တွေ့ရတာဝမ်းသာပါတယ် ဆန်းတာပါတယ်ကျော်လေး ဟုတ်ကဲ့ မဲနေပြီဒီဒီနေ့မှာတစ်ပတ်လောက်နေလဲမဲသွားတယ် ဆိုတော့ဒါတင်လိုက်မယ်နော်ပြီးတော့မှာ okay โอเคမန်ရှင်းလိုက်မယ် မန်ရှင်းလိုက်မယ်ကျွန်တော်လည်းမန်ရှင်းလိုက် မန်ရှင်းလိုက်နော် okay တတ see you ပါ ဒီပါငါတို့အစင်ကပို့ပြင်းနေဒီနိုင်တွေပေါ့ခုနကတော့တိုင်းနေတယ် အာ ပြောရမယ်လေ ဟုတ်တယ်တော့မရောက်သေးဘူးဈေးရဟိုဈေးရလေးကတော့ပဲလေရ ခင်းလာထိရ နည်းနည်းမြင်နေသလားလို့အဆင်းကြတော့ ကြီးစင်းနေတော်တော်အတွင်းကြီးကိုတက်လိုက် โอ้မင်္ဂလာပါ ပြန်ရှောက်ဝင် အော်ပြန်လျှောက်ပါလားမင်္ဂလာပါဘာဖြော်ရည်လေးတွေရလဲ ဒီမှာကို signature menu ဟုတ်ဒီပါတော့တောင်းမစင်မိုးမနေထိုင်အောင် signature signature menu ကမချာနဲ့ထိုင်းတီးနေ ဩ ထိုင်းတီးရကြောက်သူကနှမ်းအနံ့ ဩလက်ဖက်ရည်လား သူကထိုင်းမကဘာပဲကြီးပုံစံသူကဘာပဲ ဘာပဲစီရမရ ဘာပဲကြီးတော့မရ ဩ ဘူးစီနေကို တခြားဟိုအတီးကတော့ထောပတ်တီးနေဟိုနဲ့ရမနကမောက်တီးနေရနဲ့ဆော်ရာတွေဟိုအမောကလည်းကူကူတို့မိုင်းတို့ပုံရတယ် ဩဒါဆိုငကမောက် နကမောက်တော့ ငါကမောက်နော် ငကမောက်ဟုတ်တယ် ဟုတ်ပါ နကမောက်တော့ ဒီဆိုင်အောင်တိလားတစ်တော့မှာတော့တိတယ်တစ်တော့မှာနော်ရှိတယ် ရေတွေမှုပဲပြတော့ပါရေမှုမိုးလေးထားတယ် ဟုတ်တယ်တောင်ဝိုင်းရဲ့တောင်ချီမှာရှိပါတယ် အဲ့ဒါဒီပါအဲ့ဒါတော့ဟုတ် အိုး အေးစမိုင်းနေနဲ့စီနေမှာငါချီချုပ်ဝရရရမှာ တစ်တော့မှာနည်းနည်းရှိရလေနည်းနည်း trend ဖြစ်နေဒီဆိုင်ကတော်တော်အမြင်ရှိတယ်လို့ပြောရမယ် အခုသူဖွင့်ပေးရတဲ့ sound ရယ်သူခင်းထားတဲ့ vibe ရယ် တော်တော်မိုက်တယ်လို့ပြောရတယ်ဒီထဲနဲ့ကောင်းတယ်ဒီကြီးလုံးနေ ဒီဘေးကရန်ကုန်မှာလုပ်လို့ပြတာဖြစ်တယ်။အဲဒါမှမဟုတ်တင်းတဲ့ခုခုတက်ပြီးပဲထင်တယ် ချောက်လေး ။ဒါတွေသုံးပေးထားတာက ဒီခန်းလေးအဲ့ဒီပါလေးထည့်တယ် ဒါကငကမောက်တီးဖြစ်ပါတယ် ငါရေပါငါထောက်ရသည်ပါငါရေဟိုကစမိုင်းတ िश ူက ။ဆိုတော့ဒီလို vibe တွေခံစားကြည့်ချင်တယ်ဆိုလို့ရှိရင်ဆန်အောင်လည်း join ပါ။ဘဝမှာတောင်ပေါ်တစ်ခါတော့တက်ဖူးတင်တယ်နော် ကမ္မတက်ခင်ကြီးအရင်မတက်ကြွနေဖို့ပဲမှာကြပါလေအရင်တက်ကြွပြီးတော့ဘယ်လိုဆိုပြည့်တက်လိုက်တဲ့ချိန်လူတွေဟာ ။ဆိုတော့ကျွန်တော်မေးမယ်အဲ့ဒီအခုတောင်ပေါ်တောင်ဝိုင်းပေါ်တက်လိုက်ရတဲ့အခြေအနေမှာဘယ်လို experience တွေရသွားလဲဘယ်လိုတွေးကြုံတွေရလဲဘယ်လိုတွေးကြုံတွေရလဲ မြေတကမှမြေနဲ့တက်ကြွနေကြမလို့တချို့ຢာလေးတွေပုံမှန်လုံးရောရပုံမှန်လေးပဲသွားတက်တက်ကြွကြီးလုံးကြအဲ့လိုလုံးလို့ရှိရင်ပုံပေါ် ပို့ပေါ်တယ် ပုံပေါ်တယ်ပုံ အရင်အားမဆိုင်တဲ့နေရာမှာအားမဆိုင် အားဆိုင်တင်နေအများဆုံးစက္ကန့်20ပဲအားဆိုင်နိုင်ကိုတွေကွာဘာမှကြည့်ပါတော့ဘပြေးတယ်တော့ပေါ်လေးတော့မရတော့အသက်ချလို့မရဘူး ဟုတ်တယ်မိုးချိုကြီးဒီမှာဒီကံမျိုးမှာတက်နေ ထားရတာမဆွဲကြနေပါ ဒါပေမဲ့လည်းဟုတ်တယ်တော့သူ့ကေနဲ့သူ့မျက်မှန်နဲ့ရှုပ်လို့ ဘယ်တော့မှပို့လိုက်တယ်ဟမ်ဘယ်ကရုံးနေပဲအော်တိုနဲ့မှလိုက်အေးအော်တိုနဲ့အော်တိုပြန်လာနေနေ
အားကြဒီမှာမင်းလည်းနည်းနည်းဝိုင်းတော့နည်းနည်းဟောကြည့်အော်ယူရပြေးသားလားဟုတ်တယ်လားဟုတ်တယ်လားဘိုင်တက်တာပြီ တောင်ပေါ်ကနေကျွန်တော်တို့အခုဆင်းလာတော့အောက်မှာဆိုင်ထိုင်ရပါတော့ကိုရီလေးပါလေးတောက်ပြီးတော့ဆိုတော့ကျွန်တော်တို့ဟိုတယ်ကိုပြန်มาတော့မယ်ဆိုတော့ဒီ vlog ကတော့ဒီမှာနေဆုံးမှာတော့မဟုတ်သေးဘူးဆိုတော့ဆက်ကြည့်ပေးပါဦးအားလုံးကျေးဇူးတင်ပါတယ် ဒီမှာတော့ကားလေ ခမင်းလေးနဲ့ရွှဲပါလား 你这俺们把这个来不吧？龙啊，被这亏，龙啊，一代比你啊。 ဘိုးကြီးတွေ့လို့ဘာကြီးလဲတော့မသိဘူးဝေးဆက်စုလိုက်ပါဦးမယ် 你还有一股的那个。 Avenger ဆန်ကြီးတို့တက်ကြည့်ပါ